ကျွန်တော်ဒီနေ့မှာတော့ Microsoft ပြမှာဖြစ်ပါတယ် Microsoft ပြပါမယ်ပဲ Hello ဒီနေ့မှာကျွန်တော်က Microsoft ပြပါမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာကျွန်တော်က Minecraft ကနေပြီးတော့ Diamond Armor နဲ့ Netherite Armor ပြောင်းပြီးတော့ငါးသွားသားမှာဖြစ်ပါခင်ဗျာအရေးဆုံးကျွန်တော်သက်ခုတ်လိုက်အောင်မယ်အိုးကျွန်တော်သက်ခုတ်မလုံးနေချင်းပါကန်ကောင်းပါရွာတွေ့သွားတယ်အဲ့တော့ကျွန်တော်သက်ခုတ်ပြီးတော့သွားတက်ကိုပြီးချေသွားတော့မယ်နော်ပြီးရကျွန်တော်ကရွာရပစီနိုင်ပြီးအားလုံးကိုလည်းသွားပြီးထွက်ပြေးပါပြီကျွန်တော်ပြီးရအိမ်ဆောင်ပါခင်ဗျာကျွန်တော် credit မှုတန်းနဲ့ယူရမဟုတ်ပါဘူးခင်ဗျာကျွန်တော်ကိုယ်တိုင်စူးစမ်းလာပါခင်ဗျာဒီရရွာပစ္စည်းတွေနဲ့ကျွန်တော်အိမ်သွားဆောင်မှာခင်ဗျာအရင်ဆုံးမွေးရအရင်ပါပြီးမှပစ္စည်းမမကျွန်တော်ဟာကောဆိုတာပါခင်ဗျာကျွန်တော်ရွာထဲပစ္စည်းတွေနိုင်မလုံးနေမှာရွာအိမ်မှာပစ္စည်းဆိုတာတစ်ခုမှမရှိပါဘူးခင်ဗျာချက်လဲတစ်လုံးမှမတွေ့ပါဘူးခင်ဗျာကျွန်တော်အခုအားရုံကိုလည်းသတ်မှဖြစ်ပါခင်ဗျာတေးတော့အရင်ကလည်းဘာမှမလုပ်တော့ကျွန်တော်ပဲတတ်နေရနော်နောက်တဲ့ episode 2 မှာပြန်ဆုံးကြပါခင်ဗျာ